Hello, hello မင်္ဂလာကျွန်တော်တို့ Camera ဖြစ်ပါတယ်။ဒီကြားတော့ကျွန်တော် YouTube channel တက်ပြီးတော့ဒီနေ့မှာ Swan ဘယ်လိုတက်လဲဆိုတော့တင်ပြပါတော့နော်။ပြပေးပါဘောနော်။ဒီခုအားကျွန်တော် Swan ကုတ်ရရင်ဆိုတာဟိုဖြစ်နေမှာနော်။ level လေးမှ200လေး Swan ကိုမှစတက်လေး level 200လေးတဲ့ဆိုကျွန်တော်စားရင်မှ level 5နေတာနဲ့တက်လိုက်မှာ။ Okay ဆိုစားရရေတော့ Skype Parish ပြီးတော့ Parish of Lightဒီပြီးဝေးကိုကျုံးအောင်လို့ဆိုရှင်ကြည့်ရဲ့မိုင်ဝေးရဲ့အဲ့လိုမျိုးပေါ့နော် I to spare ယူရှောင်းလိုက်ခုတ်လိုက်ဟုတ်ဟာကရီ Parish of Light ဘောတက်ပြီးတော့မကြခင်မှနိုင်ပြီးတော့3ရက်မှ reflection ကြည့်လိုင်းကြနေပြီလိုင်းကြနေမှာ Skype Parish ပြီးလို့ရှင်သူအဲ့ကွင်းနဲ့ထွက်မတော့အောင်လုပ်လိုက်ပေါ့နော်ကိုစောပြတာဘလောဟွာနဲ့ပေါ့နော် live view နဲ့စောပြတာပေါ့နော် live view ရဲ့ဘယ်လိုပြောစံကြီးရဲ့ freestyle fighting style ဆို Parish of Light in Skype Parish ရောမှာပြင်တော့ပါရေးချော်သွားလို့ချော်တယ် Parish of Light ဒါနဲ့ကျွန်တော်ပြောကြရရှိရနောက်တဲ့ video မှာကျွန်တော်ဒီချက်ပူကောင်းပူပြီးတော့စိတ်ဝင်စားကြကောင်းတဲ့ video တွေထပ်တင်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ကောင်လေးကို subscribe လုပ်ပြီးကျွန်တော်ဆိုရင်ဒီဝိုင်းဟာမပြောရဆိုရင်ဘာလို့တည်သွားတာမသိပြောရဆိုရင်တည်သွားတာကျွန်တော်အခုကောင်လေးကအခုမှစောက်ဖွင့်နေပြတဲ့အတွက်ကြောင့်မလို့ဟိုပြောဟာတာမန်မီလေးတော့မထဲနိုင်သေးပါဘူးเนาะနောက် video မှာထည့်ပေးပါမယ်နောက် video ဆိုတာလည်းနည်းကိုကြာအောင်ပဲဗျာဒီ video မှမထည့်နိုင်ပါဘူးအားလုံးပဲဖမ်းမယ်ဦးလေးရဖို့မှာကျွန်တော်ဘောင်ဒီဖန်လာတာ2,14,213ပေါ့နော်โอเคဆိုတော့ကျွန်တော် video လေးကြည့်ပြတဲ့ကျေးဇူးပါအားလုံးပဲဖမ်းပါ